ကောသမဖျောင်းလောင်းတော်ဤအတိတ်ဘဝဇက်ကြောင်းဖြစ်သောတေမီယဇက်တော်သည်ဇက်ကြီးဆယ်ဖွဲ့ရဲ့အပါဝင်ဖြစ်ပြီးဉာဏ်ရည်ထက်မြင့်မှုတန်ဝေကရမှုနှင့်ခါတီတရားအလှတို့ဖြင့်ထင်ရှားသည်ဤဇက်တော်တွင်ဖျားလောင်းသည်မွေးဖွားစကောက်ပင်ဉာဏ်အမင်းထူးရင့်သူဖြစ်ခဲ့သည်မွေးဖွားပြီးလာသားအရွယ်တွင်မေတော်ကခမင်းဖြစ်သူဘယင်ကြီးထံခစားဝင်ရောက်ကခလီးငယ်အားပြသရာဖခင်ဘယင်ကြီးကအလွန်ချစ်မြတ်နိုးတော်မူတဲ့တင်မိမိ၏ရင်ခွင်တွင်၌ထားကမူးမတ်များနှင့်ညီလာခံကျင်းပလျက်ရှိသည်ထိုအချိန်တွင်တိုင်းပြည်ကိုပုံကန်ချာနာနေသောလူဆိုးတမျှခေါင်းဆောင်9ယောက်အားလက်ပြန်ကျိုးတုပ်နှောင်ပြီးညီလာခံကျင်းပရာရှေ့တော်သို့ခေါ်ဆောင်လာခဲ့သည်မင်းကြီးလည်းအဖြစ်ထင်ရှားသဖြင့်လူဆိုးများအားချီးမြှင့်ခြင်းမရှိဘဲကြီးစွာသောပြစ်ဒဏ်များပေးတော်မူသည်လူဆိုးများထဲမှတစ်ယောက်ကိုစူးရှိသောကြိမ်လုံးဖြင့်မတေမချီရိုက်နှက်ကကွမျက်ရန်အဖြစ်ပေးသည်နောက်တစ်ယောက်ကိုအစာငတ်ထားပြီးထောင်သွင်းအကျဉ်းချရန်အမိန့်ပေးသည်တတိယတစ်ယောက်ကိုမူအရှင်လက်လက်အပေါင်လက်ထက်ပြီးကွမျက်ရန်အမိန့်ချမှတ်သည်စတုထတစ်ယောက်ကိုအရှင်လက်လက်မြေကြီးနဲ့ထည့်ပြီးအပေါ်မှအလုံးပိတ်ကာကွမျက်စေသည်နောက်ဆုံးပြင်စမတစ်ယောက်ကိုမူစင်တင်ပြီးတောင်ဆွဲနေအကွဲတွင်ကွမျက်စေသည်ဤသို့ထင်ညင်ပန်းနှိစက်မှုနှင့်တေတံပေးမှုဆိုင်ရာအနိဋ္ဌာယုံအတန်များကိုကြားရသောအခါဖျားလောင်းကလေးသည်စိုးရင်ကြောင်းကြမှုနှင့်တန်ဝေကဖက်ကငါဟာဘလို့မိဘအတိုက်ခဝင်းတို့ရောက်ရှိနေပါလိမ့်မဟုတတိတရားဖြင့်ဆင်ခြင်တမ်တပ်မိသည်ထိုမှတဆင်ထီးနှန်းစည်းစိမ်ကိုစံစားနေရတော့လေစိတ်တွင်ပျော်ရွှင်မှုမရှိဘဲလောကီစည်းစိမ်ဤမတိမြဲမှုနှင့်အန်ဒရေတို့ကိုအထူးတန်ဝေကရကတသက်ပတ်လုံးစကားမပြောဘဲမေတ္တာဒုတင်ကိုစောင့်ထင်းခဲ့သည်ဤဒီမှာဖျားလောင်းဤဉာဏ်ပညာကရုဏာတရားနှင့်ခန္တီတဲခံမှုကိုပြသသည့်တာရကတစ်ခုဖြစ်သည်